Samuel မတိုင်ခင်မင်းအပြင်မထွက်ခင်အလုံးမသွားခင်စားရစားကြောင်းသုံးမျိုးကိုဘယ်လိုမျိုးပြောလဲဒါဆိုမတိုင်ခင်ဖြစ်တဲ့အတွက်ကြောင့်အားလုံးတော့ before နဲ့သုံးပေးရမယ်သူ့နောက်မှာ like တဲ့ပုံစံလေးတွေကိုပြောင်းလဲပြီးသုံးတတ်ဖို့လိုတာဥပမာ Samuel မတိုင်ခင်ဆိုရင် before exams မင်းအပြင်မထွက်ခင်ဆိုရင် before you go out အလုံးမသွားခင်ဆိုရင် before going to work ဆိုပြီးတော့သုံးမျိုးကို꿰ပြအောင်သုံးတတ်ဖို့လိုတယ်သူလိုမျိုးပဲတခြားစကားလုံးတွေမှာလည်းလိုပုံစံမျိုးတွေရှိတယ်ဒါရင်းနဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့သူတွေရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါအားလုံးပဲမင်္ဂလာပါ Chicken Grammar အပိုင်း105နေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ before after during while စတဲ့ဒီစကားလုံးတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးဒီ before ရဲ့ during နဲ့ after ကိုဒီနောက်က noun လေးတွေပဲလိုက်သုံးတဲ့ပုံစံလေးတွေကိုရှင်းပြပေးမယ်ဥပမာရုပ်ရှင်မတိုင်ခင်ဆိုရင် before the film ဒါရုပ်ရှင်ကြည့်နေစဉ်ဆိုရင် during the film ရုပ်ရှင်ပြီးရဲ့နောက်ဆိုရင် after the film ဆိုပြီးတော့ဒီလို noun လေးတွေလည်းလိုက်သုံးလို့ရတယ်ဥပမာ everybody feels nervous before exams ဒါဆိုဆောင်းပွဲမတိုင်ခင်အားလုံးကစိတ်လှုပ်ရှားကြတယ် I fell asleep during the film ရှင်ကြည့်နေစဉ်မှာငါအိပ်ပျော်တယ် we were tired after our visit to the museum ငါတို့ပြလိုက်လဲပတ်ပြီးတဲ့နောက်မှာပင်ပန်းခဲ့ကြတယ်ဒါဆိုရင်ဒီလို before တို့ during တို့ after တို့ noun လေးလိုက်ပြီးတော့သုံးလို့ရတယ်နောက်တစ်ခုကသူတို့ရဲ့နောက်မှာ sentence လေးလိုက်ပြီးတော့လည်းသုံးလို့ရတယ်သူကတော့ငါတို့မကစားခင်ငါတို့ကစားနေခဲ့စဉ်ငါတို့ကစားပြီးဒီလိုမျိုး subject တွေပြန်ပါမှာပေါ့ sentence မှာကောဥပမာ don't forget to close the window before you go out မင်းပြင်မထွက်ခင်ပြတင်းပေါက်ပိတ်ဖို့မမေ့နဲ့I often fall asleep while I'm reading ငါစာဖတ်နေစဉ်မှာမကြာခဏအိပ်ပျော်လေးရှိတယ် They went home after they did the shopping သူတို့ဈေးဝယ်ထွက်ပြီးရဲ့နောက်အိမ်ပြန်ခဲ့တယ်ဒါဆိုဒီမှာကျတော့သူတို့ရဲ့နောက်မှာ sentence လေးလိုက်သုံးတယ်ဘာသာပြန်တဲ့အခါမှာလည်းမင်းပြင်မထွက်ခင်ငါစာဖတ်နေစဉ်စသဖြင့် subject လေးပြန်ပါတယ်ဒါမျိုးဆိုရင်ကျွန်တော်တို့ sentence လေးလိုက်ပြီးတော့သုံးပေးတယ်နောက်တစ်ခုကကြတော့ပထမအချက်လိုမျိုးဒီ noun လည်းမဟုတ်ဘူးဥပမာဆောင်းပွဲမတိုင်ခင်ဒုတိယအချက်လိုမျိုး subject လည်းပြန်မပါဘူးဒါပေမဲ့လှုပ်ဆောင်တဲ့ verb တွေတော့ပါတတ်တယ်ဥပမာအလုံးမသွားခင်အဲ့ဒါအလုံးမသွားခင်လို့ပြောတာဖြစ်တဲ့အတွက်သွားရဆိုတဲ့ verb ကတော့ပါတယ်ဒါမျိုးတွေဆိုရင်ကြတော့ကျွန်တော်တို့ကဒီ before or after သူတို့ရဲ့နောက်မှာ reference လေးလိုက်ပြီးတော့သုံးပေးရမှာဥပမာမသွားခင်ဆိုရင် before going စားပြီးတဲ့နောက်ဆိုရင် after eating အစရှိသဖြင့်သုံးပေးရမှာဖြစ်ပါတယ်ဥပမာအလုံးမသွားခင်ငါမနက်စာစားလေးရှိရဆိုရင် I always have breakfast before going to work ဆိုပြီးတော့ဒီ before ရဲ့နောက်မှာ verb လေးကို ing ပေါင်းပြီးသုံးပေးရမယ်သူက before I go to work နဲ့ပုံစံအဆင့်နဲ့ပေါ့နော်after during the shopping they went home they will be there now သူတို့အိမ်ပြန်တယ်ဒါဆို after they did the shopping ကို after doing the shopping ဆိုပြီးတော့သုံးလိုက်တဲ့ပုံစံမျိုးပဲနောက်တစ်ခုကဒီလို before တို့ after ရဲ့နောက်မှာ going တို့doing တို့စတဲ့ verb ing ပဲလိုက်ပေးရမယ်ဒါကို before to go တို့ after to do တို့စတဲ့ပုံစံမျိုးတွေ to plus before နဲ့တော့လဲသုံးလို့မရဘူးBefore eating the apple, I watched it carefully. ဒါဆိုပန်းသီးမစားခင်ကသေချာစေးထားတယ် I started work after reading the newspaper. သတင်းစာဖတ်ပြီးတဲ့နောက်မှာအလုပ်ကိုစလုပ်ခဲ့တယ်ဒါဆိုရင်ဒီစကားလုံးတွေရဲ့နောက်မှာပုံစံ၃မျိုးသုံးလို့ရတယ် noun လေးလိုက်သုံးတာရှိမယ် sentence လိုက်သုံးတာရှိမယ်ပြီးတော့ verb ing လိုက်သုံးလို့ရမယ်ပေါ့နောက်ဆုံးချက်အနေနဲ့ဒီ during ရယ် while ရယ် for ရယ်စတဲ့ဒီ၃မျိုးရဲ့ခေါ်ချချက်လေးကိုတစ်ချက်ရှင်းပြပေးမယ်ဒါဆို during နောက်မှာကျွန်တော်တို့ noun လေးလိုက်သုံးတယ် while နောက်မှာတော့ကျွန်တော်တို့ sentence လိုက်သုံးတယ်ဥပမာ we didn't speak during the meal ထမင်းစားနေတော့ငါတို့စကားမပြောခဲ့ဘူး we didn't speak while we were eating ငါတို့စားနေတော့စကားမပြောဘူးဒါဆို during ကိုသုံးရင်ကျွန်တော်တို့ noun လိုက်သုံးပေးရမယ်ဒီ while ကိုသုံးတဲ့အခါမှာတော့sentence လေးလိုက်သုံးပြရမှာဖြစ်ပါတယ်ဒီ while we were eating ညမှာ during we were eating ဆိုပြီးတော့သုံးလို့မရပါဘူးနောက်တစ်ခုကတော့ for သူကတော့ကြာချိန်ကိုသုံးတာဖြစ်ပါတယ်ဥပမာ3 days 2 hours a year စတဲ့ကြာချိန်တွေပြောတဲ့အခါမှာတော့ for နဲ့သုံးပြရမယ်ဥပမာ we played tennis for 2 hours ဒါငါတို့2နာရီကြာတက်နစ်ကစားတယ်ဒီမှာ during 2 hours ဆိုပြီးတော့သုံးလို့မရဘူး I lived in London for a year ငါလန်ဒန်မှာတစ်နှစ်နေတယ်ပေါ့
ဒီမှာလည်း during a year ဆိုပြီးတော့သုံးလို့မရပါဘူးဒါဆိုရင်ဒီဗီဒီယိုမှာရှင်းပြပေးခဲ့တာက before or after ရဲ့နောက်မှာ noun လိုက်လို့ရတယ် sentence လေးလိုက်သုံးတာရှိတယ် verb phrase ကြီးလိုက်သုံးလို့ရတယ် during ရဲ့နောက်မှာတော့ noun ပဲလိုက်သုံးတယ် while ရဲ့နောက်မှာတော့ sentence လေးလိုက်သုံးတယ် for ကတော့ကြာချိန်နေနဲ့သုံးတယ်ဆိုတာတွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတွေကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်